ကဲအားလုံးပဲမင်္ဂလာပါ3နာရီတော့ကြော်သွားပြီညအဲ့ဒါ 18K solution ပါဗျာဒီနေ့ကအဲ့ဒီမှာမှတ်ရလဲဝင်တော့မှတ်ပြင်ရတဲ့ကိစ္စတွေပေါလို့ရတဲ့ကိစ္စတွေနဲ့ညတွေဆိုအိမ်မြင်ရတော့လုံးစရာတွေလည်းအပြည့်ဖြစ်နေတကယ်အိမ်မြင်ရတော့ကျွန်တော်3နာရီ4နာရီလောက်အိမ်ကျွန်တော်လုံလောက်တယ်အဲ့ဒါပဲအခုဆိုရင်2နှစ်တော်တော်ကြော်သွားပြီပေါ့အဲ့ဒီမှာပြောတရားတစ်ခုရှိတာဗာလဲဆိုတော့ကျွန်တော် 18K ဆိုလို့ရှိရင်15ဆိုလို့ရှိရင်ဆိုတော့ထုတ်ပြီးတယ်ဘာမှမထုတ်ပေးထားတော့ 10K ဆိုလို့ရှိရင် 40K ဆိုလို့ရှိရင်မထုတ်ပေးဘူးပြည်ပနိုင်ငံတွေမှာတော့ရှိတယ်ဘာလို့မထုတ်ပေးဘူးလဲဆိုတော့မလို့မထုတ်တာကျွန်တော်တို့ဒီငရဲမီ nitric acid တင်တဲ့ကိစ္စတွေပါညာရင်းနဲ့ပေါ့နော်အဲ့ဒီကိစ္စနဲ့အဲ့ဒီနီးပြီးပါနဲ့ဒီကျွန်တော် 10K တို့ 14K တို့ကကောင်းကောင်းသိနိုင်တယ်နောက်ဟို 6K လောက်ထိသိတယ် 6K 5K လောက်ထိကျွန်တော်သိတယ်ဒါ nitric acid ကိုသုံးပြီးတော့ပေါ့နော်ဒါဆက်စီလို့ရတယ်အဲ့တော့အဲ့ဒါမလို့အပူပဲအဲ့ဒါကောအဲ့ဘယ်လိုခေါ်မလဲဆက်ရပဲ6ရီတို့ပြီးတော့ဆက်ရပဲ4ရီတို့အဲ့ဒါတွေမှာ nitric acid မှာအလွိုင်းကောင်းရတဲ့တိုင်ပတ်နေတဲ့ဟာတွေဒီကောင်ကရှင်းမှာပေါ့နော်အဲ့တော့ 18K ဆိုလို့ရှိရင်15ဆိုလို့ရှိရင်ဆိုရပြီနောက်တစ်ခုထပ်ထုတ်စရာရှိတယ် super solution ဆိုတော့လာလိုက်မယ်အဲကျွန်တော်ဟို technique ကတော့ရှိထားပြီးသားဒါပေမဲ့ကျွန်တော်အာယုံနဲ့လှုပ်လို့တာဆိုတော့ဗျာတည့်ရမှာ fee မလာရင်ကျွန်တော်ကအီးထောင်ပါရအောင်မဟုတ်ဘူးဆိုတော့fee မလာတဲ့အချိန်မှာကျွန်တော်ဘာမှမလုပ်အာယုံထဲမှာတော့ရှိရတာအများကြီးပဲဒါထပ်လောက်ရမှလည်းရှိသေးတယ်အဲ့ဒါပါလေနောက်တစ်ခုကကျွန်တော်ဗာပြောချင်တယ်ဆိုတော့ဒီအခုလို purify လေးတွေကျွန်တော်ညပတ်အလုပ်လုပ်တဲ့အချိန်ကျရင်ကျွန်တော်တင်နေမြဲတယ်ဘာလို့ဆိုတော့အခုကျွန်တော်တို့တချို့တွေပေါ့ဗျာကျွန်တော်နားထဲမှာအရန်နားထဲမှာကျွန်တော်စိတ်နှောက်ယှက်ပြီးတဲ့စကားတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ကန်ကောင်းလိုက်ရင်သူကအဲ့ဒါကျွန်တော်တော်စိတ်နှောက်ယှက်ဖြစ်တယ်ကန်ကောင်းကျွန်တော်ထီလည်းမပေါက်ဘူးထီမပေါက်ဘူးဘဝမှာထီတစ်ခါမှမပေါက်ဘူးတကယ်ကထီကိုတွတ်တောင်မရဘူးကန်ကောင်းနေဆိုရင်သိရမလားကျွန်တော်ပြောရဗျာဟိုတတိဖိုက်တဲ့ဝင်စားတာတော့ပေါ့ဗျာသိရမှာအဲ့လိုမျိုးပေါ့အဲ့တော့ခက်တယ်ဗျအဲ့လိုဒီကြောင့်တော်စိတ်နှောက်ယှက်ဖြစ်ရတယ်ပေါ့ကျွန်တော်ကန်ကောင်းတော့မကောင်းတော့မျိုးကြိုးစားရတာတော့ညာအိတ်ချိန်ဆိုတာဘာမှမသိရကျွန်တော်မှာဘယ်နှစ်ဖြစ်နေပြီဒီရှိမှာအများကြီးကျွန်တော်ဒုက္ခရောက်ခဲ့တာအများကြီးပဲစိတ်ရောကိုယ်ရောပင်ပန်းပြီးတော့ဘဝတွေနဲ့ချီပြီးတော့ပြဿနာတွေအများကြီးပဲကျွန်တော်အရန်လှုပ်ခဲ့တာဟိုရင်ထဲဟိုဒါပေမဲ့သိရမလားအဲ့တော့အဲ့လိုပေါ့နော်မြန်မာတွေတော်တော်များများအဲ့တခုခုဆိုရင်ကန်ကိုလွှဲချတာကန်ကောင်းလို့ပါကွာလူတယောက်အောင်မြင်တဲ့အဆင်ပြေဆိုကန်ကောင်းလို့ပါကွာခက်တယ်ဗျခက်တယ်အဲ့ပြောရတယ်ဗျာစပိန်စီတောင်းဗျာစပိန်စီတောင်းတင်တဲ့ကိစ္စကန်ကောင်းပြီးတော့စပိန်စီတက်ဘယ်သူမှကန်ကောင်းပြီးတော့စပိန်စီတက်တဲ့လူကဘာမှတယောက်မှမရှိဘူးခဏမောက်ခဏနင်းခဏသွားအဲ့ဒါမှအဲ့စပိန်စီတက်တာလေကန်ကောင်းပြီးတော့စပိန်စီတက်တဲ့လူကန်ကောင်းပြီးတော့ကားမောက်တက်တဲ့သူရှိလားအဲ့ကျွန်တော်ပြောတာခက်တယ်ဗျခက်တယ်ထားပါလိကဲအားလုံးပဲကျေးဇူးတင်ပါတယ်မှတ်တမ်းတင်တာပါကျွန်တော်ဘယ်လောက်ထိစူးစမ်းလာခဲ့ရတယ်ဆိုတဲ့ဥစ္စာ